The Real Brief မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာဘရာဇီးနိုင်ငံသားဖြစ်ဟန်ဆောင်ပြီးဂျပန်နိုင်ငံကိုဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာ2001ခုနှစ်ကဖြစ်ခဲ့တာဖြစ်ပြီးလက်တလုံးဆိုရှယ်မီဒီယာမှာလူအများရဲ့စိတ်ဝင်စားမှုကိုရရှိနေပါတယ်။ကင်ဂျုံအန်ဟာအဲ့ဒီအချိန်တုန်းကအသက်14နှစ်အရွယ်သားရှိပြီးသူဟာဂျိုးဇက်ဘော့ဆိုတဲ့နာမည်နဲ့ဘရာဇီးပတ်စပို့အတူကိုကင်ဆောင်ပြီးဂျပန်နိုင်ငံကိုဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ဖော်ပြထားတဲ့ဒီပတ်စပို့ပုံထဲမှာသူ့ရဲ့ဓာတ်ပုံနဲ့အတူအချက်လက်အတူတွေလည်းပါဝင်ပြီးကင်ဂျုံအန်ဟာအကိုဖြစ်သူကင်ဂျုံနန်နဲ့အတူလိုက်ပါသွားခဲ့တာပါ။ဤဖြစ်စဉ်ဟာ2001ခုနှစ်ကဂျပန်အာဏာပိုင်တွေဟာတိုကျိုနာရီတာလေဆိပ်မှာဂျပန်ပတ်စပို့အတူကင်ဆောင်ထားသူတွေကိုဖမ်းဆီးမိခဲ့ပါတယ်။အဲဒီထဲမှာကင်ဂျုံနန်နဲ့သူ့ရဲ့ညီကင်ဂျုံအန်တို့ပါဝင်ခဲ့ပါတယ်။သူတို့ဟာမိသားစုနဲ့အတူတိုကျိုဒစ္စနီးလန်းကိုအလည်ပတ်သွားရောက်ဖို့ရည်ရွယ်ခဲ့တာလို့ထွက်ဆိုခဲ့ပါတယ်။ကင်ဂျုံအန်ရဲ့ဝမ်ကွဲညီကိုတွေနဲ့အိမ်တော်ဝန်ထမ်းတွေလည်းအတူလိုက်ပါခဲ့ကြပါတယ်။ကင်ဂျုံနန်နဲ့ကင်ဂျုံအန်တို့ကိုဖမ်းမိပြီးနောက်ဂျပန်အစိုးရဟာသူတို့ရဲ့အထောက်အထားတွေကိုတိတိကျကျစစ်ဆေးခဲ့ပါတယ်။ဒီစစ်ဆေးမှုတွေရသူတို့ဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီရဲ့တားတွေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒီကိစ္စကြောင့်ဂျပန်မြောက်ကိုရီးယားနိုင်ငံဆက်ဆံရေးမှာတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျပန်အစိုးရဟာဒီအဖြစ်အပျက်ကိုတရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးကင်ဂျုံအန်နဲ့ကင်ဂျုံနန်တို့ကိုတရုတ်ပြည်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကမြောက်ကိုရီးယားခေါင်းဆောင်ရဲ့သားတွေဟာဘာလို့ပတ်စပို့အတူကိုသုံးခဲ့ရလဲဆိုတဲ့မေးခွန်းကိုလူအများကစိတ်ဝင်စားခဲ့ကြပါတယ်။အဓိကအကြောင်းရင်းကတော့မြောက်ကိုရီးယားနိုင်ငံတွေအတွက်ဂျပန်နိုင်ငံကိုဝင်ခွင့်ရဖို့အလွန်ခက်ခဲနေလို့ပါပဲ။ဂျပန်အစိုးရဟာမြောက်ကိုရီးယားနိုင်ငံသားတွေကိုဗီဇာထုတ်ပေးလို့မရှိပါဘူး။ဒါ့အပြင်ကင်ဂျုံအန်ရဲ့အကိုဖြစ်သူကင်ဂျုံနန်ဟာနိုင်ငံတကာခရီးစဉ်တွေကိုလှုပ်ဝက်စွာသွားလာလေးရှိပြီးအခုလိုအတူရောင်ပတ်စပို့တွေကိုလည်းမကြာခဏအသုံးပြုလေးရှိရလို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။